မင်္ဂလာပါရှင်ဒီနေ့မှာတော့ချက်နီရိုးရှင်းပြီးလွန်ရတာရှိရတယ်ရုပ်ကွာငဖဲစာတုပ်ချက်တီးလေးကိုချက်ပြပေးတော့မှာပဲဖြစ်ပါတယ်ရှင်တတိုက်တိုက်လိုက်တာနဲ့အသားစာတုပ်ရဲ့အရာပါကရုပ်ကွာနဲ့တော့ထက်ပြီးရန်ကုန်မှာစားလို့ကောင်းပါလေရှင်ဒါကြောင့်လဲနာအားလည်းပြေသွားတယ်ရုပ်ကွာစာတုပ်ချက်တီးလေးကိုစပွင်းချုပ်ပုတ်ကလေးနဲ့တော့ထက်ပြီးချက်ပြပေးတာလို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပြီးလို့ဖိတ်ခေါ်ပါရရှင်။ငဖက်လေးတွေကိုလေအရသာဝင်အောင်စပွင်းချုံမိုးလေးနဲ့တက်တော့ပါမယ်။ငဖက်နေတဲ့အခါမှာလေအရန်စိတ်ကလုံးနဲ့အတွက်မမြပြီးလက်မစွတ်တော့ပါဘူးနော်။မိမိလက်ပုံလေးတေချာတက်အောင်နှစ်သက်လောက်စီးထားပါရရှင်။ခုငဖက်လေးတွေကိုအရသာရှိအောင်နင်းတက်ပါတော့မယ်။အရင်ဆုံးစပွင်းချုံမိုးကလေးတစ်စုံထည့်လိုက်ပါမယ်။စားလေးနဲ့ငယ်ထည့်လိုက်ပါမယ်။စမင်းမကလေးနဲ့ငယ်ထည့်လိုက်ပါတယ်။ဒါတော့လေညောင်ထောင်းထားတဲ့ဂျင်းလေးပါ။ဒီညောင်ထောင်းထားတဲ့ဂျင်းလေးကိုမမေကဒီဂျင်းလေးညှစ်ပြီးတော့ထည့်လိုက်ပါတယ်။သူ့တုံးလေးလည်းနည်းနည်းထည့်လိုက်ပါတယ်။ရောင်လေးလာအောင်ရောင်တင်ဒီပြီးမှဒီလည်းထည့်လိုက်ပါတယ်။ပြီးရင်သားလေးကိုအရသာဝင်သွားအောင်သေချာလေးနေပါမယ်။အထက်လေးတွေကိုစီစီထပ်ထုတ်ပေးဖြစ်အောင်မင်းကတစ်ချက်နဲ့ဆက်လောက်ပတ်လိုက်ပါမယ်အခုဆိုရင်တော့ရတာနဲ့နှက်ထားပြီးတော့ပောက်ထားပြီးတာအဖက်လေးတွေရပါပါပြီအခုဆိုရင်အဖက်အစားတုပ်ဖို့အတွက်ပန်းကြီးကလေးတွေကိုပြင်ဆင်ပါတော့မယ်လေအလုံးလိုက်မကြိုက်တာနဲ့တတိုင်းစာတိုက်စားလို့ရအောင်ပန်းကြီးပွားလေးကိုချက်ချင်းချလိုက်ပါလေဘူးဆိုရင်ချက်ချင်းလေးကပန်းကြီးပွားလေးကိုငဖက်လေးနဲ့ရတာနဲ့တက်ထားတဲ့ငဖက်လေးနဲ့အစားပုတ်ပါမယ်ပေးထားတဲ့ဘဲဦးလေးကိုစီထည့်ပါမယ်ဒီငဖက်စားတော့ညလေအရင်နဲ့ချက်လေးရပါတယ်စီပြန်ချက်လေးရပါတယ်ဒီနေ့တော့မမေရလေစီပြန်လည်းမဟုတ်အရင်လည်းမဟုတ်နဲ့မပြည့်မကျဲလေးသမင်းနဲ့လည်းစားလို့ရတဲ့အနေသားလေးကိုချက်မှာဖြစ်ပါတယ်စီလေးတော့အမြဲငယ်ပေးထည့်ပေးပါမယ်ဒါနဲ့ဒီစီရတဲ့စီဖြစ်တဲ့အတွက်စားလို့လည်းကောင်းအနံလေးလည်းပေးပြီးအပြင်လည်းပေးပါလို့ရှင်စီလေးစုလာပြီဆိုရင်ထောင်းထားတဲ့စက်တော်လေးကိုထည့်လိုက်ပါမယ်စမင်းမောင်လေးနဲ့ငယ်ထည့်ပါမယ်စက်တော်လေးနွမ်းပါအောင်စီတက်လိုက်ပါမယ်စက်တော်လေးလေးအနှဲငယ်တွန်းလာတဲ့ဒီချိန်လေးကိုရောက်ပြီဆိုရင်စက်တော်ဖြူလေးထောင်းထားတာကိုထည့်ပါမယ်ရှင်မင်းကဟင်းချက်ရတော့လေစက်တော့ပြပြများသုံးပါတယ်ဂျင်းကိုလည်းထည့်ပါတယ်ဒီလိုကြောင့်မှချက်တဲ့ဂျင်းတို့စက်တော့ပြလို့ရတယ်ကျန်းမာရေးအတွက်အလွန်ပဲအထောက်အကူပြုပါတယ်စက်တော့များများစားရင်ကက်ဆာကိုစားသိနိုင်တယ်လို့ခံမသားမှုရဲ့အတွက်ဟင်းချက်တဲ့ဘိုင်းမှာစက်တော့ပြလို့ဖြစ်နေဖြစ်ပါတယ်ဒီလိုကြောင့်မှသုံးတယ်ဟင်းချက်အနည်းချိန်များကဒီလိုကျန်းမာရေးကိုအထူးသဖြင့်ကောင်းမွန်စေတဲ့အတွက်ဟင်းချက်တဲ့အခါမှာစက်တော့ပြလို့ဂျင်းတို့ကိုထည့်ပေးဖို့ရန်ကြံပြလိုက်ရပြရစီရှင်ဂျင်းလေးကိုလည်းထည့်ပါမယ်ဒီချက်မောက်ကလေးကိုနှစ်ဆုံးလောက်ထည့်ပါမယ်မမငပြားလေးကိုလဲငယ်ထည့်ပါမယ်ကလေးကိုရတာရှိအောင်သဘောင်းချုံမကလေးတစ်စုံကိုထည့်လိုက်ပါမယ်ခင်းနဲ့ကလေးတွေဒီလိုအချိန်မျိုးရောက်လာပြီဆိုရင်ဒီ
ထားတဲ့ခဲညစ်ဒီလေးကိုထည့်လိုက်ပါမယ်ခဲညစ်ဒီနှစ်ကလေးတွေပျော်သွားအောင်ဒီလေးနည်းနည်းထည့်ပါမယ်အခုလိုမျိုးခင်းလေးတွေအနှစ်တာပါလို့ဆိုရင်အစာသွတ်ထားတဲ့မျိုးပွားလေးတွေကိုထည့်လိုက်ပါမယ်နိုင်နဲ့တာရတာလို့မလွတ်လပ်လို့လေနည်းနည်းလက်ကိုနှစ်ဆက်လောက်စီးထားပါရနော်လက်ဆက်ပါမယ်မျိုးပွားလေးတွေယူသွားအောင်ရေလေးနဲ့ငယ်လောက်ထည့်ပါမယ်ပြီးရင်စလောင်းလေးခဏအုပ်ထားလိုက်ပါမယ်ပြောလေးကဒီလိုပတ်ထားပြလာပြီဆိုရင်အောက်ထိပ်ကမှာဆိုလို့အနှဲငယ်လေးပို့ပေးလိုက်ပါမယ်ခုဆိုရင်တော့ပတ်ဆူလာပြီတန်းမျိုးပွားလေးတွေကလူစားဖြစ်လာပါပြီဒီရေလေးနည်းနည်းခမ်းမြင်တော့မျိုးပွားငွေတက်ပါတော့မယ်ဒီလေးနည်းနည်းလူလေးရမို့လို့ဖလောင်းလေးခဏပိတ်ပြီးခဏတည်ထားလိုက်ပါအောင်မယ်အခုဆိုရင်တော့တန်းမျိုးပွားအစားတုပ်ကလေးကရေလေးလည်းတော့လောတော့ပြီခင်းလေးလည်းနေသားတွေကတော့ဖြစ်သွားပြီဖြစ်တဲ့အတွက်နည်းနည်းမြင်းလေးအုပ်ပြီးတော့ပိုးချလို့ရပါပြီရပါနေသားလေးပြီးအောင်နည်းနည်းလေးမြည်ကြည့်လိုက်ပါမယ်ဒါကလည်းတော်နေပါပဲဘာမှထည့်ဖို့မလိုတော့ပါဘူးဒါဆိုရင်တော့ပြိုးလေးချပြီးတော့ပွဲပြင်ဖို့ပဲရှိပါတော့တယ်ဘူးဆိုရင်တော့ရတာရှိကြရဲ့ရုပ်ကမဖယ်စားတော့နေလေးကိုစပွန်ဂျ်ပုံလေးနဲ့တွက်ဖက်ပြီးတော့ချက်ပြပေးသွားပြီးပဲဖြစ်ပါတယ်အရှင်မတို့တွေလည်းကြတာရှိပြီးတော့အားရပြေးသွားတဲ့မဖယ်မျိုးပွားစားတော့နေလေးကိုစပွန်ဂျ်ပုံလေးနဲ့တွက်ဖက်ပြီးလိုက်ဆက်စားကြည့်ရပါတော့ဒီတိုင်းအားလုံးကနှစ်ဆိုင်မှာတော့အမှန်ပါပဲရှင်ပြောင်းမှုကြံပလောပိနံဥရိုနဲ့ထုတ်လုပ်ထားပြီးဒီ spoon လေးကိုချိုးကြကြထည့်ချက်မယ်ဆိုလို့ရှိရင်ရမ်းကောင်းတဲ့ဟင်းလျာတစ်ခွက်ဖြစ်လာမှသိကြတယ်စားလိုက်လို့ကတော့ shlut နဲ့ရရတာရှိသွားမယ်နော် spoon